အားလုံးပဲမင်္ဂလာပါဒီနေ့မှာနှုတ်ကပတ်တော်ကျမ်းချက်တစ်ချက်အားဖြင့်အပြန်လာခွန်အားယူကြဖို့ရန်အတွက်အရောက်စီတိုင်းကိုအထူးဖိတ်ခေါ်ပါတယ်ယေရမိအနာဂတိကျမ်းအခန်းကြီး33အပိုက်ငယ်3ငါကိုခေါ်လောငါထူးမည်ကြီးသောအရာတင်မတိနိုင်အောင်နည်းနည်းသောအရာတို့ကိုငါပြမည်အာမင်Prophet ယေရမိကိုတိုင်ယူဒလူမျိုးများဟာဘာဗလုန်တိုင်းပြည်ကိုစစ်ရှုံးပြီးတော့သူတို့ရှိမှကြုံခံရမယ်ဆိုပြီးတော့ပြောတဲ့အခါမှာသူ့ရဲ့စကားကိုနားမထောင်ဘဲနဲ့သူ့ရဲ့ဘုရားသခင်ရဲ့တဆင့်ပြောတဲ့စကားကိုနားမထောင်ဘဲနဲ့ယူဒဘုရင်ဇေဒကိကသူ့ကိုထောင်ချလိုက်တာဖြစ်တယ်မြေအောက်တွင်းထဲမှာသူ့ကိုခက်ခဲစွာထားခဲ့တာဖြစ်ပါတယ်เนาะဆိုတော့အဲ့ဒီချိန်မှာသူဟာအမောင်ကျနေတဲ့ချိန်အမောင်ဘဝကိုရောက်နေတဲ့ချိန်ကားမမြင်လမ်းမမြင်မျောလင့်ချက်မရှိတော့တဲ့အချိန်မှာဘုရားသခင်ရဲ့အတန်တော်သူ့စီမှာလာတဲ့စကားဖြစ်ပါတယ်အဲ့ဒီစကားကတော့ငါ့ကိုခေါ်ပါငါထူးမီဒီမတိနိုင်အောင်နည်းနည်းတော့အရာငါပြမည်ဆိုပြီးတော့လာတဲ့အရာဖြစ်ပါတယ်ဆိုတော့အချိန်တွေကလုံးဝနလန်ထူစရာအကြောင်းမရှိတော့ပေမဲ့ဘုရားသခင်ကိုခေါ်တဲ့သူအဖို့ဘုရားသခင်ကိုကိုးစားတဲ့သူအဖို့ဟာဘယ်တော့မှအဆုံးကိုမရောက်ဘူးဘုရားသခင်ကအဲ့ဒီအထဲကနဲ့ကဲတင်ရွေးနှုတ်နိုင်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့ဘုရားသခင်ကအာမခံတာဖြစ်ပါတယ်ဆိုတော့ဣတိလလူမျိုးတွေဂျူးလူမျိုးတွေဘုရားသခင်ရဲ့စကားကိုနားမထောင်တော့ညာလည်းပဲတစ်ချိန်မှာဘုရားသခင်ကသူတို့ကိုမေတ္တာနဲ့ပြန်လဲထွေးဖိုက်ပြီးတော့ပြန်လဲနော် restoration ပြန်လဲတည်ထောင်ခြင်းနိုင်ငံပြန်လဲတည်ထောင်ခြင်းကိုပြုမယ်ဆိုတော့အကြောင်းအရာလေးပဲဖြစ်တာဖြစ်ပါတယ်ဆိုတော့စံစာအဲမှာဘယ်လိုပြောလဲဆိုတော့စာလံကျမ်းအခန်းကြီး90အပိုက်ငယ်15မှာဗာပြောလဲဆိုတော့အမှုရောက်သည့်ကာလ၌ငါကိုပတ္ထနာပြုလောငါဒီကေလွတ်မည်တင်ဒီလဲငါကိုချီးမွမ်းလိမ့်မည်ဟုမိန့်တော်မူ၏ဆိုတော့အမှုရောက်တဲ့အချိန်ကားမမီလားမမီတဲ့အချိန်မှာဘုရားသခင်ကိုခေါ်ပါဘုရားသခင်ကိုစကားပြောပါဘုရားသခင်ကတင့်ကိုရွေးနှုတ်ကတဲ့မှာဖြစ်တယ်ဆိုတော့ယေရမိသူကိုယ်တိုင်လည်းပဲထောင်ထဲမှာရှိနေရတော့ညာလို့ဘုရားသခင်ကိုခေါ်တဲ့ကောင်မှာဘုရားသခင်ကသူ့ကိုဒုနေရာကနဲ့လွတ်မြောက်စေတယ်။တော့ဘုရားသခင်ဟာသူ့ကိုခေါ်တဲ့သူတိုင်းအဖို့သူ့ကိုအကူတဲ့သူတိုင်းအဖို့သူ့ကိုယုံကြည်ကိုးစားတဲ့သူတိုင်းအဖို့အမြဲတမ်းပဲကူညီဖို့အစဉ်တည်းရှိတဲ့ဘုရားကူညီနိုင်တဲ့ဘုရားဖြစ်တယ်ဆိုတဲ့အရာကိုဝိငါတက်တက်ခံချင်တာဖြစ်ပါတယ်။အရောက်တိုင်းပေါ်မှာဘုရားရှင်ကောင်းချီးပေးပါစေ။